အားလုံးပဲမင်္ဂလာပါပြချက်နည်းနည်းလေးနဲ့ရေခဲတာအစင်ထီရဲ့အထော်တဲ့ကြောက်လေးတစ်လုံးကျွန်တော်ရှင်းပြပေးမယ်ဒီကောင်လေးကဆိုလို့ရှိရင်သူ့တမိုင်းကြောင်းရှိတယ်ဒီကောင်တမိုင်းကြောင်းကပိုင်ရှင်ကကြောက်အရင်ဦးဆုံးပိုင်ရှင်ကရေမဆေးဝယ်ခဲ့တာ80နဲ့ဝယ်ပြီးမှဝိုင်းထဲမှာပြန်ရောင်းတဲ့ခါကျတော့ကျွန်တော်တို့တလောက်နဲ့ရောင်းသွားတယ်ပေါ့နော်ပြောင်းနေဟဲ့။အောင်တော့အကြောင်းကျွန်တော်ကပြန်မဝယ်မှအားပေးလိုက်တယ်ဒီကောင်လေးရဆိုလို့ရှိရင်ပေါက်ချက်မှာရစမ်းပေါက်တွေရောပေါ်တယ်ထိုးပေါက်မှာစမ်းပေါက်ပေါ်တယ်အလုံးလေးရရေခဲသားအဆင့်ထိရောက်သွားတယ်ဆိုတဲ့အနေထားကျွန်တော်ကွာမိမသူ့အတားတန်းကဘလောက်ထိမြင့်မမြင့်ဆိုတာပြပေးသွားမှာဖြစ်ပါတယ်ဒီလိုအခွန်အကာမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့အကိုတို့ဝယ်မယ်ဆိုလို့ရှိရင်လည်းအကာတွေအများစုအဖြစ်ဝယ်ဖို့အတွက်တိုက်တွန်းခြင်းနဲ့အကာတွေကအနေနဲ့အများကတော့အကာရလန်တဲ့အနေထားမှာရှိတတ်တယ်ဆိုတဲ့အနေထားဟုတ်လို့ပါကျွန်တော်ဗီဒီယိုတိုင်းကိုလည်းကြည့်လို့ရတယ်အကာတွေကြီးပဲကျွန်တော်ရွေးပြီးမှရောင်းဝယ်ထားတယ်ကွန်ထားတယ်ဒီကောင်ပါမော်လဲဆိုတာတချို့ကိုရတီးလိုက်မယ်မတီးရဲ့ကိုဆိုလို့ရှိရင် comment မှာမေးလို့ရတယ်တီးရဲ့ကိုရလည်းဖြည့်သွားလို့ရပါတယ်ဒီကောင်ကကွန်တဲ့ဥစ္စာကကျွန်တော်မရိုက်ဖြစ်လိုက်ဘူးကျွန်တော်နည်းနည်းလေးပြင်းနေရတယ်မရိုက်မိလိုက်ဘူးဒါတတုံးလုံးရဲ့သူ့ရဲ့ထိုးပေါက်လေးတွေကိုပြပေးရဖြစ်တယ်အနာလေးရောနည်းနည်းပပတော့ရှိတယ်ဘာလို့လဲဆိုတော့ဆက်စပဲအနာမပါဘူးဟုတ်တယ်ကျွန်တော်ကပတ်စံပေးမှအနာကိုပြန်မှထည့်ထားတာဖြစ်တယ်မပြောင်းနေဟဲ့ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့စုံထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာဒါကတော့ first time ပြန်မှကွန်ပျူတာအနေထားလေးဖြစ်တယ်ကွန်ပျူတာအနေထားလေးမှာကြောက်တာသားမှာကတော့တော်တော်လေးလာတော့တယ်ရေကတာတော့ရောက်တယ်အမြုပ်ဆန်လေးအနည်းအကျဉ်းတော့ဝင်လိမ့်မယ်သူအမြုပ်ဆန်လေးကနောက်ကွန်နေရာဖောက်တယ်ရော့လားမရော့လားဆိုတော့တိချင်တော့တနေရာပြီးတနေရာကွန်ကြီးဖောက်ကြီးရဲ့ဆိုရအနေထားပေါ့နော်ကြောက်တာကရော့တဲ့အနေထားမှမရှိဘဲနဲ့တော်တော်လေးကြောက်စီကိုမှပုံမှတင်းကြီးလာတဲ့အနေထားမှရှိတယ်အမြုပ်ဆန်တာရှင်းတယ်ဆိုဒီကအပွင့်အောင်လိုက်လို့ရတယ်ဆိုတဲ့အနေထားမှရှိတယ်ဗျာနော်တော်တော်လေးလဲလာတဲ့အနေထားမှပါတယ်ပြောမယ်ဆိုကျွန်တော်တို့ပိုင်ရှင်ဒီဗီဒီယိုမတွေ့ပါစေနဲ့ပေါ့နော်ပိုင်ရှင်တာတွေ့တော့ရှင်နာစရာဖြစ်ပျက်လေးလည်းဖြစ်သွားတတ်တယ်ပေါ့နော်ဒါကတော့တီတူဖော်စားမတီတူကြော်သွားဆိုရအနေထားထဲမှာပါအဲ့တော့ကြောင့်မို့လဲပါတယ်သူကပေါက်ချက်ဆိုတာလည်းအခုလိုမြင်တဲ့အတိုင်းပဲဘာမှမပေါက်ဘူးနော်တောင်းဒုတိယအချိန်ကျွန်တော်ထပ်ပြီးမှလိုက်အောင်မယ်ဆိုရဲဥစ္စာလေးပြပေးပါမယ်ခင်ဗျာဒါ second time နေထားလေးဖြစ်တယ် second time နေထားမှာကတော့ကြောက်လေးကတော်တော်လေးကိုပြည့်စုံတဲ့ကြောက်စီကြောက်တာကောင်းတဲ့အလုံးလေးဖြစ်သွားတယ်မျိုးဆန်လေးနည်းနည်းပပဝင်တယ်ဝင်တော့ဝင်ပါတယ်ဒါပေမဲ့ဒီကောင်ကျွန်တော်ဝင်ရတဲ့ဆိုင်တော့လုံးဝ special ဆိုတဲ့အနေထားနဲ့အောင်သွားတာဖြစ်တယ်ဗျာနော်ဒီကောင်လေးကဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်ထားတာကအလောက်ထိမမျောလင့်ထားတဲ့အတားတန်းတစ်ခုအထိကိုရောက်ရှိသွားတယ်ပေါ့နော်မြို့ဆိုင်ကလည်းတော်တော်များများနဲ့မဲညို့ပြီးမှကြောက်စီကြောက်တာပြေဝရှိတဲ့ဆိုတဲ့အနေထားလေးဖြစ်သွားတယ်ကဲကျွန်တော်ဗီဒီယိုကိုဘူဒူတာရတဲ့ solution လိုက်ရန် comment မှာတစ်ခုရေးခဲ့ဖို့တော့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ် follow လုပ်ရင်မလုပ်ရသေး follow လုပ်ထားပြီးပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအစားဆုံးထိကြည့်ပြီးသွားရကိုတွေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye Lorry the chin it's no you deep yours the ten year more than look at him yeah Tangali y'all okay all on let go D let count him up